Zalandwe episode တစ်ပိုင်းကို subtitle ဘာသာပြန်ခြင်းအရင်ဆုံးကိုဘာသာပြန်မဲ့ episode video ကို download လုပ်ထားပါပြီးရင်episode နဲ့ကိုက်တဲ့ subtitle file ကိုရှာပြီး download လုပ်ပါ subtitle ရှာတဲ့အခါ open subtitle က SRT file တွေကပိုတိကျတာများပါတယ်SRT file ရပြီဆိုရင်အရင်ဆုံး quick edit နဲ့ဖွင့်ကြည့်ပါပြီးရင် MX player ထဲမှာ video ကိုဖွင့်ပြီး subtitle file ကိုထည့်စစ်ပါဒီအဆင့်ကအရန်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ video ထဲမှာပြောနေတာတစ်ခု subtitle ထဲမှာစာတန်းထိုးနေတာတစ်ခုဖြစ်နေရင်ဘာသာပြန်ပြီးရင်လည်းအလွဲကြီးထွက်လာနိုင်လို့ပါအတန်နဲ့ subtitle timing ကွက်တိဖြစ်တယ်ဆိုမှနောက်တစ်ဆင့်ဆက်သွားပါtiming ကွက်တိဖြစ်ပြီဆိုရင် quick edit တဲက SRT စာဖိုင်ကို copy ယူပါပြီးရင် recap kit app ထဲဝင်ပါ SRT file translator ကိုတွားပါဒီမှာအရေးကြီးဆုံးမှတ်ထားရမှာက API key ပါ API key တစ်ခုပဲထည့်ထားပြီး2နာရီစာ SRT file တစ်ခုလုံးကိုတစ်ခါတည်းဘာသာပြန်ဖို့မလုံလောက်နိုင်ပါဘူးအဲ့ဒါကြောင့် API key တွေကိုစနစ်တကျထည့်ထားဖို့လိုပါတယ်ပြီးရင်ကို copy ယူထားတဲ့ SRT စာဖိုင်ကိုထည့်ပါ recap kit က SRT format နဲ့ timestamp တွေကိုအရင်စစ်ပေးပါမယ်ဒီဗီဒီယိုမှာပြထားတဲ့ SRT file ဆိုရင် timestamp overlap ဖြစ်နေတဲ့နေရာ19နေရာတောင်ရှိပါတယ်အဲ့လို timestamp တွေထပ်နေတဲ့ SRT file ကိုသုံးရင် subtitle စာတွေထပ်နေတတ်ပါတယ်ဒီလိုဖြစ်လာရင်နည်းလမ်းနှစ်ခုရှိပါတယ်တစ်ခုက SRT file အသစ်ကိုပြန်ရှာပြီးတောင်းပါနောက်တစ်ခုက Gemini ထဲမှာဒီ SRT file ရဲ့ timestamp overlap တွေပြင်ပေးဆိုပြီးပြင်ခိုင်းလို့လည်းရပါတယ်ဒီဗီဒီယိုမှာတော့မပြင်မဲ original file အတိုင်းပဲသုံးပြထားပါတယ်ပြီးရင် recap key က SRT file ကိုအပိုင်းလေးတွေခွဲပြီးတစ်ပိုင်းချင်းစီဘာသာပြန်ပြီးပါမယ်ဘာသာပြန်ပြီးသွားရင်အပိုင်းအားလုံးကိုပြန်ပေါင်းပြီး final translated SRT file အဖြစ်ပြန်ထုတ်ပြီးပါမယ်ဘာသာပြန်ပြီးတဲ့ SRT ကို quick edit ထဲမှာပြန်ဖွင့်ပြီး save လုပ်ထားပါ VN နဲ့ import လုပ်တဲ့အခါ SRT file ရှာရခက်မှာစိုးလို့ပါပြီးရင် VN နဲ့ဝင်ပြီး download လုပ်ထားတဲ့ video ကိုထည့်ပါနောက်တစ်ဆင့်မှာဘာသာပြန်ပြီးသား SRT file ကို import လုပ်ပါဒါဆို video ထဲမှာမြန်မာစာတန်းထိုးနဲ့ subtitle တန်တက်လာပါပြီဒါပေမဲ့ဒီ file မှာ timestamp overlap 19နေရာရှိတဲ့အတွက်စာတန်းထပ်နေတဲ့နေရာလေးတွေတော့ရှိနိုင်ပါတယ်အဲ့ဒီနေရာလေးတွေကို VN ထဲမှာကိုယ့်ဘာသာကိုလိုက်ပြင်ပေးလိုက်ရင်ရပါပြီဒီလိုနည်းနဲ့ recap key ရဲ့ SRT file translator ကိုသုံးပြီး episode တစ်ပိုင်းစာ subtitle ကိုအချိန်အများကြီးမကုန်ဘဲမြန်မာဘာသာပြန်ပြီး video ထဲပြန်ထည့်လို့ရပါတယ်確かにお前の計画が成功すればこの特性は大いに海賊たちの恐怖となる海軍としてもそりゃ助かるね黙れキサル武器完治までの期間は制御不倫の手術に半年の元気になってしまえばお前は我々のボニーここに半年ほど泊まるぞあんたの息暮らせるのかい親です指令に対し従順すぎるバーソロミュー・クマの桜花七部会加盟は世界中の海愛する人を探しに今ボニーは旅立つ次回ワンピース